မိုခိုင်မာဒီမြန်မာအိုမိုခိုင်မာဒီမြန်မာအိုမိုခိုင်မာဒီမြန်မာဒီခိုင်မျိုးပါတီ လောက်မရှိလောက်မရှိ ဒီခိုင်မျိုးပါတီ လောက်မရှိလောက်မရှိ ဒီခိုင်မျိုးပါတီ လောက်မရှိလောက်မရှိ6800ဆိုအဆင်ပြေတယ်မဟုတ်ဘူးလား6800မလုံးနဲ့1000ပဲပြီး ပါတီဝင်နေတဲ့မဲဆန္ဒရှင်တွေကိုပြောချင်တာကမင်းတို့ဒုက္ခကငါတို့ဒုက္ခပဲမင်းတို့ဒုက္ခကငါတို့ဒုက္ခမဟုတ်ဘူးငါတို့အာဏာရဖို့ပဲလာမယ့်ဒီဇင်ဘာ28ရက်နေ့ကျရင်မဲလာထည့်ကြအဲ့နေ့ကျရင် PDF က drone နဲ့ဘုံဒီကျဲချမလားမဲယုံကိုဘုံနဲ့ခွဲမလားတော့မသိဘူးသူတို့ဘက်ကတကယ်တွေ့လိုက်မယ်သို့ပေမဲ့စိတ်မပူကြနဲ့အဘကမဲလာပေးမှလူတွေအတွက်သေစီရင်ထုတ်ပေးဖို့ပါတခါတည်းစီစဉ်ထားပါတယ် ခုကျွန်တော်စဉ်းစားတယ်ပြည်ခိုင်ပြိုးတဲ့ပါတီနဲ့ပြိုင်တော့မှနိုင်ပါမလားပြည်ခိုင်ပြိုးလူကျွန်တော်ဆဲနေအောင်တယောက်တည်းတပါတီနဲ့ပြိုင်တော့နိုင်ပါမလားဆိုဟုတ်တယ်ဗျဘာတွေဖြစ်လာနိုင်ဆိုတပါတီနဲ့ပြိုင်တော့ချက်တာပဲဗျခင်ဗျားကျွန်တော်တကယ်ပြောတာပါကျွန်တော်ကြီးစရာပြောတာမဟုတ်တပါတီရဲ့ပြိုင်တော့မနိုင်တဲ့အခြေအနေရလည်းရှိသေးတယ်ဗျ